အကောင့်မှာအနီရောင် profile ဖြစ်နေလို့တဲ့အနီရောင်ဖြစ်နေဝန်းနေပြနေတော့ခေါ်တာပေါ့နော်အဲ့တော့ match cherry ဖြိုးမေးထားလေးပါအဲ့ဒီတော့ဒါကဘာဖြစ်လို့လဲဆိုလို့ရှိရင် TikTok ကခွင့်မပြုတဲ့ဗီဒီယိုတွေကိုတင်ပြီးလို့ပါအဲ့ကဲအဲ့လိုတင်လို့ဇက်တိုက်တင်နေဟေ့ဆိုအကောင့်ပြတ်နိုင်ပါတယ်เนาะဇက်တိုက်တင်ဟေ့ဆိုအကောင့်ပြတ်နိုင်မှာဒါကြီးကဘယ်အချိန်မှာပျောက်သွားမလဲဆိုလို့ရှိရင်နောက်ထပ်3လလောက်ကြာလဲဒီစီကံမဖောက်ဘူးဆိုရင် auto ပျောက်သွားပါလိမ့်မယ်เนาะအဲ့ဒီတော့ပြောချင်တာပါလေဆိုလို့ရှိရင်ကိုကအခု TikTok ရဲ့စီကံလေးတွေကိုတစ်ချက်နည်းနည်းလေးတင်းပြီးခောက်မိလေးတစ်ချက်သိထားဖို့လိုတယ်လို့ကောပြောချင်တယ်เนาะပထမဦးဆုံးအနေနဲ့ပါလေဆိုရင်ဗီဒီယိုလေးတွေတင်နေဆိုကြည်လေးတွေတင်မှာဟိုလိုဝါတာဒီလိုဝါတာအဲ့လိုမျိုးလေးတွေမတင်တာပို့ပြီးတော့ကောင်းတယ်နောက်တစ်ခုကပါလေဆိုကိုယ်ပိုင်သချင်းလေးတွေနဲ့တင်မှာတက်နိုင်လို့ရှိရင်သူများသချင်းလေးနဲ့ YouTube မှာအပြင်ကနေ editing လုပ်ပြီးတော့ဗောနော်ယူပြီးတော့သုံးပြီးတော့အပြင်ကနေ editing software CapCut တို့ဘာတို့ကနေပြီးတော့ယူသုံးပြီးတော့တင်တာမျိုးဆိုလို့ရှိရင်ခုနလို copyright issue ဆိုပြီးတော့ဖြစ်တတ်ပါတယ်အဲ့ဒါဆိုစီကတ်နဲ့မညှိဘူးဖြစ်တတ်ပါတယ်အထူးသဖြင့်ကွာ business ကောက်မှာထားပြီးတော့ဒီလိုမျိုးအပြင်ကနေ editing နဲ့ယူသုံးလိုက်တဲ့ခါမှာဖြစ်တတ်ပါတယ်အဲ့ဒီတော့ TikTok မှာဒီကြည့်ပြီးတော့ TikTok ကနေပေါ်လာတဲ့ camera လေးနဲ့ပဲရိုက်ပြီးတော့တစ်ခါတည်းသုံးပါအဲ့ဒါဆိုပို့ပြီးတော့ safe ဖြစ်ပါတယ်เนาะဟုတ်ပြီเนาะ okay နောက်တစ်ခုအနေနဲ့ဗာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဗီဒီယိုတွေကဒီ TikTok ကခွင့်မပြုတဲ့အရာတွေမလုပ်မိဖို့လိုတယ်အဲ့ဒါဗာလဲဆိုသူများကိုရိုက်ဆိုင်ကြမ်းတဲ့ဆိုတာဟဲကောင်မဘာတော့အဲ့လိုတွေရှောက်ပြောတာတို့ဆဲတာတို့ပြီးလို့ရှိရင်ဒီခွင့်မပြုတယ်ပေါ့နော်တရားဥပဒေရခွင့်မပြုတဲ့အရာတွေပေါ့နော်အဲ့ဒါတွေရောင်းတာမျိုးရှိတယ်ဟဲ့ဆိုလို့ရှိရင်လေဒါကနော် TikTok ကနေပြီးတော့ဘန်းတာမျိုးတွေရှိတတ်ပါတယ်အဲ့တော့နော်ကော်ထင်တဲ့ဒီအကောင့်ထဲမှာကြည့်နေသူအများစုကဒါတွေမရှိဘူးတို့ပေမဲ့ဘယ်လိုမျိုးကြုံရလဲဆိုလို့ရှိရင် TikTok ကမှားတာမျိုးရှိတယ်ဗျ TikTok ကမှားတာမျိုးရှိရဆိုတော့ကွာနော်တစ်ခါလေကျတော့ကွာဟိုတစ်သောင်းတိုင်းရှူဆိုပြီးတော့မီရှူဖောက်တာလေးတင်ထားဒါပေမဲ့ TikTok ကဒါပေါက်ကွဲစေတတ်တဲ့အရာဆိုပြီးသူကနော်ခေါင်းစည်းတက်လိုက်တယ်တက်ပြီးတော့ကိုဘာလဲဆိုတော့အနီးလာပြတယ်ဒါမျိုးတွေလည်းရှိတယ်ဒါဆိုရင် TikTok ကနေပြီးတော့အထင်မှားတာပေါ့နော်အဲ့တော့ကိုကသိရမယ်ကိုကခုနပြောလိုမျိုးဒီ TikTok ကခွင့်မပြုတဲ့ဟာတွေလည်းလုံးမနေဘူးဟေ့ဆိုဘာလို့ရမလဲဆိုတော့အဲ့လိုမျိုးနီလာပြီဟေ့ဆို TikTok ကို message လေးနဲ့လမ်းပြီးတော့ပြန်ပြောရတယ်ဗျာနော်ဒီ APPEA လို့ခေါ်တယ် appeal လုပ်တယ်လို့ခေါ်တယ်နော်အဲ့တော့ဒါက report ပေါ့နော် report TikTok ကိုဟဲ့နင်တို့မားနေတယ်ငါကဒါဈေးရောက်နေကောင်ဆိုလို့ရှိရင်လည်း3ပေါက်4ကောက်လောက်ကြော်ရတယ်ဆက်ဆော့တော့လေအဲ့တော့ဘယ်လိုကြော်ရလဲဆိုလို့ရှိရင်ကိုကတင်ထားတာနှစ်ခါနေဗီဒီယိုလေးတွေဒီလိုမျိုးကိုဈေးရောက်တဲ့ဗီဒီယိုလေးတင်ထားတဲ့အချိန်မှာလေ TikTok ကနေပြီးတော့ဟာဒီဘယ်လိုပြောလဲဟာ policy နဲ့ညှိပါတယ်ဘာညာလာပို့ပေါ့အဲ့တော့ကြည့်ပြကြည့်ငါညှိစရာလည်းဘာမှမရှိပါဘူးလို့အဲ့နဲ့ဘာလုပ်လဲဆိုတော့ဟေ့နင်တို့မားနေရထင်တယ်ငါဒီဈေးရောက်နေဟာလေးတွေပဲတင်ထားတာပေါ့နော် I'm just selling my product ပေါ့နော်အဲ့လိုမျိုးပြောလိုက်တော့ဗာလေဆိုလို့ရှိရင်ဒီ3နိုင်လောက်ဖိတ်ကြတယ် TikTok ကနေပြီးတော့ပြန်ဟာ sorry ပါတယ်ငါတို့တွေမှားသွားတာပါတယ်နင်တို့ဟာနေဟာဗာလဲဆိုတော့ပြန်ပြီးတော့ view လေးတွေပြန်ပြီးတော့ဖြန့်ပေးလိုက်ပါပြီဒါမျိုးလေးတွေရှိတယ်ပေါ့နော်အဲ့တော့ okay နော်အပေးဆိုတာလေးတွေလုပ်လို့ရပါတယ်ကိုယ့်ရဲ့ video တွေမှာအနည်းတွေပေါ်တယ်ဟေ့ဆိုအဲ့ဒါကိုမဖြတ်ပါနဲ့ဖြတ်လိုက်လို့ရှိရင်ခုနက report ပြန်တင်လို့မရတော့အဲ့တော့နော် only me လေးကိုပြောင်းလိုက်ပါဟိုဖြစ်အဲ့ဒါကြောင့် TikTok မှာပြောနေကြလေ video တွေဆိုမဖြတ်နဲ့ဆိုတာအကယ်၍အနီထိတယ်ဟိဆိုရင် only me လေးတွေပြောင်းလိုက်ပါเนาะအကယ်၍စီကန်းကိုမဖောက်ဖဲနဲ့တောက်လျှောက်လေးသွားတယ်ဟိဆိုအဲ့အနီလေးက auto လေးပြန်ပြီးတော့ပျောက်သွားပါလိမ့်မယ်အခုအကောင့်အနီတွေထိနေတဲ့သူတွေရှိလား TikTok မှာဘာ error တွေကြုံနေရလဲကိုယ့်ကို error ပေါင်း6000တော့ရှိမှာပေါ့เนาะကိုမလေးမှာပြောခဲ့ပါအောင်တစ်ချက်လေးဒီကြည့်ပြီးတော့ဘာလေးတွေပြောပေးရမလဲအဲ့ဒါလေး reply လေးတွေပြန်ပေးပါဗျာ KSC ကို computer အားလုံးအများကြီးရောင်းကောင်းပါစေဗျာ